ခုနှစ်ရက်သားသမီးမိတ်ဆွေပေါင်းအားလုံးပဲမင်္ဂလာပါဒီတစ်ခါကျွန်တော်ဝင်မျှပေးမှာကတော့နော်ပိယတမအစီရင်ပဲဖြစ်ပါတယ်ဒီပိယတမအစီရင်ဆိုတာကနော်မိမိကတစ်ဖက်သက်ဆွဲလန်းချစ်ခင်နေတယ်ဒါပေမဲ့တစ်ဖက်ကမိမိကိုပြန်ပြီးတော့မချစ်ဘူးတူတူခါခါဖြစ်နေတယ်ဆိုတဲ့နော်ခုနှစ်ရက်သားသမီးမိတ်ဆွေတွေမိမိကိုပြန်ပြီးတော့မိမိချစ်တဲ့သူကမိမိကိုပြန်ပြီးချစ်လာအောင်နော်မိမိကိုမုန်းနေတဲ့သူမိမိပြန်ချစ်လာအောင်နော်မိမိကိုပြစ်ခွာသွားတဲ့သူမိမိကိုအဆက်အသွယ်ကလုပ်တဲ့သူတွေမိမိကိုပြန်ပြီးဆက်သွယ်လာအောင်နော်မိမိကိုပြစ်ခွာသွားတဲ့သူတွေမိမိစီပြန်လဲရောက်ရှိလာအောင်ပြုလုပ်ရမယ့်အစီအရင်လေးဖြစ်ပါတယ်ဒီအစီအရင်ကိုပြုလုပ်တဲ့နေရာမှာကျွန်တော်တို့ဥစွာလိုအပ်တာကတော့နော်ဒီမှာတမပဲတပင်မှာနော်ဒီလို9ရွက်အရွက်9ရွက်ပဲပါတဲ့နော်ဒါတမကတစ်ခါတော့ရှားမယ်နော်ဒါလည်းတမပဲမှာရုပ်ကိုင်းနေမှာရှိပါတယ်နော်ဒါမှဆရာတော်မှဒီမနေ့နော်တခြား live မို့တော့အိမ်နာတမပဲကနေရှာထားတာနော်အဲ့တော့ဒီတမရွက်9ရွက်ပါတဲ့တမတစ်ခါတော့လိုမယ်နော်ကြိရှားတာမရခဲ့ရင်ဆို9ရွက်ပါတဲ့တမရွက်ကိုရှားလိုက်နော်9ရွက်ပါတဲ့တမရွက်နဲ့လည်းအဆင်ပြေတယ်နော်ပထမဦးဆုံးကိုကပြုတ်လို့တဲ့နေရာမှာနော်ဒီအပေါ်ဆုံးကဒီဘက်နော်ညာဘက်ဘယ်ဘက်ချမ်းကတမရွက်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့နာမည်ရေးမယ်နောက်တစ်ရွက်မှာဆိုရင်ကိုယ့်ရဲ့နေနိုင်ရေးမယ်နော်ဒီအောက်မှာကိုယ့်ရဲ့အသက်ကိုရေးမယ်နော်ဒီဘက်တစ်ချမ်းမှာဆိုလို့ရှိရင်ကိုယ့်ကိုပြန်ချစ်စေခြင်းသူပြန်ဆက်သွယ်စေခြင်းသူကိုပြန်လာစေခြင်းသူရဲ့နော်နာမည်ကိုရေးမယ်ဒီမှာအသက်ကိုရေးမယ်ဒီမှာနေနိုင်ကိုရေးမယ်နော်အဲ့လိုမျိုးရေးပြီးတော့လို့ရှိရင်အပေါ်ဆုံးကနော်တမရွက်ကလေးမှာကိုယ့်ကိုပြန်ပြီးတော့ချစ်စေခြင်းနဲ့ဆိုရင်နော်အမြန်ဆုံးပြန်ချစ်ပါအဲလိုမျိုးလေးကြီးကိုယ်ပြန်ဆက်သွယ်စေခြင်းနဲ့ဆိုရင်အမြန်ဆုံးပြန်ဆက်သွယ်ပါပေါ့နော်ဒါမှမဟုတ်ကိုကပြန်လာစေခြင်းနဲ့ဆိုအမြန်ဆုံးပြန်လာပါပေါ့ဒီလိုမျိုးလေးရေးပြီးသွားပြီဆိုကျွန်တော်ပြမယ်နော်ဒီဘက်အောက်ဆုံးတမရွက်ကလေးကနေစပြီးတော့နော်ဒါမိမိဘက်ကအချမ်းကနေပြီးတော့ဒီလိုမျိုးလေးပြန်ပြီးထပ်လိုက်နော်ထပ်မယ်နောက်တစ်ရွက်ကိုလည်းဒီလိုထပ်မယ်နော်တစ်ရွက်ချင်းစီပေါ့နော်ဒါမကြိုးမကြည့်အောင်မပဲ့အောင်လို့ထပ်လိုက်နော်ဒီလိုမျိုးထပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ပြပြမယ်ဒါလေးကိုပေါ့နော်ဒါအယိုးရှိတဲ့ဘက်ကလေးကနေပြန်ခောက်နော်ဒီလိုမျိုးလေးတစ်ခေါက်လောက်ပဲခောက်တာခောက်ပြီးသွားပြီဆိုလို့ရှိရင်နော်ဒါဘာလို့ရမလဲဆိုတော့ဟောက်လိုမျိုးစက်ကူအဖြူလေးနဲ့နော်စက်ကူအဖြူနဲ့စက်ကူပြောင်းအဖြူလေးနဲ့နော်မိမိအစင်ပြေသလိုလေးပေါ့နော်ခောက်ထားလိုက်ခောက်ပြီးတာနဲ့မိမိခေါင်းအောင်မှာထားပြီးအိပ်ပါ9ရက်တိုင်နဲ့ထားပြီးအိပ်ပြီးသွားလို့ရှိရင်မနေ့မိုးလင်းတာနဲ့နော်မောင်ဘသူမဘသူငါ့ကိုအမြန်ဆုံးပြန်ချစ်ပါငါ့ကိုအမြန်ဆုံးပြန်ဆက်သွယ်လာပါနော်ဒီလိုမျိုးလေးမနေ့မိုးလင်းတာနဲ့တစ်နေ့တစ်ခါနော်ကိုကအဲ့လိုမျိုးဆူတောင်းပေးရတယ်ပြီးရင်ကိုခေါင်းအောက်ကလေးမှာပြန်ထားနော်ဒီလိုမျိုးလေးပြုလုပ်ပေးမယ်ဆိုရင်မိမိကိုဘလောက်ပဲမချစ်ဘဲနဲ့မုန်းနေပါလေဒီလူတွေကကိုယ့်ပေါ်မှာပြန်ပြီးမေတ္တာတောင်းဝင်ချစ်ခင်လာပါမယ်ကိုယ့်ပေါ်မှာအဆက်အသွယ်ဘလောက်ပဲဖြတ်ထားပါစေပြန်ပြီးဆက်သွယ်လာပါမယ်နော်အဲ့လိုမျိုးလေးယုံကြည်နဲ့တေချာလေးလိုက်လုပ်ပေးပါခုနှစ်သားမိတ်ဆွေပေါင်းထုံးလာနိုင်ပဲမသိတာနားမလည်တာရှိရင် comment မှာဖြစ်စေနော်တက်တော့ချက်ပေါက်မှာဖြစ်စေ Viber မှာဖြစ်စေလာရောက်မင်းမြန်းလို့ရပါတယ်နော်ခုနှစ်သားမိတ်ဆွေများကနော်ဗီဒီယိုကြတာနဲ့ပတ်သက်လို့အစီရင်အနှံ့လုပ်ပါတယ်ဆိုရင်ဆရာရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39ကို608139553ကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့အစီအများအပ်လို့ရပါတယ်ကဲခုနှစ်သားမိတ်ပေါင်းစိတ်သွားတိုင်းကိုပါလို့လိုရဆန္ဒများပြည့်မြောက်ကြပါစေဗျာ